ကဲအားလုံးပဲမင်္ဂလာပါဒီ channel ကနေကြိုဆိုပါရခင်ဗျာဒီခါမှာကတော့ပီဇာထဲမှာမပါမဖြစ်ပါတယ်ပီဇာဆော့လေးကိုလုပ်ပြပေးတော့မှာဖြစ်ပါတယ်ပါဝင်တဲ့ပစ္စည်းတွေကတော့အခုပြထားတဲ့အတိုင်းပါပဲခင်ဗျာကျွန်တော်အခုတိုမာတိုကို ready made တွေမသုံးချင်တာဖြစ်တဲ့ကြောင့်မလို့ fresh ဖြစ်တဲ့တိုမာတိုကိုပြုတ်ပြီးတော့အခုခွာပြီး blender နဲ့အမြက်တစ်မြက်အနေထားလေးကိုကျွန်တော်လုပ်ပါမယ်ကဲဒါကတော့ blender နဲ့ကြိတ်လိုက်တဲ့ရလပါကျွန်တော်ကတော့နည်းနည်းလေး smooth ဖြစ်သွားတယ် okay ရသွားပြီဆိုတော့ကျွန်တော်တင်မဲ့ oreo ကိုထည့်လိုက်ပါတယ်ခင်ဗျာစားကိုတော့နှစ်စွန်းထည့်ပါမယ်ပြီးရင်တော့ tomato paste ဖြစ်တဲ့ tomato paste ကို1 cup 2 cup ထည့်ပါမယ်နှစ်ခွက်ထည့်ပါမယ်ခင်ဗျာကျွန်တော်ကအချိန်စားတည့်ရအတွက်ကြောင့်မလို့ကျွန်တော်ကဇွန်လေးနဲ့ပဲထည့်လိုက်သွားတယ်ခင်းကျင်သီးကိုလုံးဝအနှစ်ကျအောင်လုပ်ထားတာဖြစ်ပါတယ်ခင်ဗျာဒါလေးထည့်ပြီးသွားရင်တော့နည်းနည်းဝေပါမယ်အကုန်လုံးရတော့မှမွေလဲရပါတယ်ဒါမှမဟုတ်လို့ရှိရင်တစ်ခုထည့်ပြီးတစ်ခုမွေရင်တော့ပို့ပြီးတော့ပိုကောင်းနေမှာတော့ဒါတခြားဖြစ်ပါတယ်တခြားကတော့တစုံဖြစ်ပါတယ်ခင်ဗျာကဲပေါဝင်ပစ္စည်းတွေလည်းထည့်ပြီးတော့ပြီဆိုတော့ကျန်တဲ့ဟာတွေကိုတော့နောက်မှထည့်ပါမယ်အရင်ဆုံးကျွန်တော်မီးပုံမှာတင်ပါမယ်လုံးဝစူပွက်တဲ့အနေထားရအောင်တင်ပါမယ်ခင်ဗျာကျန်တဲ့အချိန်ခါလာမှာကျွန်တော်ခုနကရှုပ်ထားတဲ့ရှုပ်ကလေးတွေကိုနည်းနည်းရှင်းလိုက်ပါမယ်ခင်ဗျာဒါတော့အလုပ်လုပ်တယ်ဆိုတော့အပိုင်းလေးပေါ့နော်ကဲခွက်လေးစီပြီးသွားပြီဆိုတော့ကျွန်တော်တို့ထပ်ပြီးတော့ထည့်ရမယ့်ပေါင်းပစ္စည်းလေးတွေလုပ်ပါမယ်ဒါကတော့စက်သွန်ဖြူဖြစ်ပါတယ်စက်သွန်ဖြူကိုပပလေးလီးပြီးတော့ကျွန်တော်တို့စီးတက်ပါမယ်စက်သွန်ဖြူကတော့တစ်လုံးဆိုရပါတယ်ခင်ဗျာစက်သွန်ဖြူလေးကိုစကေးကြကြလီးနေတဲ့ဆရာကြီးဖြစ်ပါတယ်ကျွန်တော်ခုနကထည့်လိုက်တာကတော့ဝိုင်လေးဖြစ်ပါတယ်တည်ချာချာရိုက်ပြတဲ့အတွက် sorry ပါခုနကလီးထားတဲ့စက်သွန်ဖြူလေးတွေကိုကျွန်တော်တို့စီတက်ပါမယ်အဲစက်သွန်ဖြူတွေကိုအနက်ပုံမှုေးအောင်လို့ကျွန်တော်တို့ကငရုတ်ကောင်းမို့ထည့်ပါမယ်ခင်ဗျာငရုတ်ကောင်းမို့လေးထည့်ပြီးသွားရင်အားလုံးပြီးပါပြီစက်သွန်ဖြူလေးတွေကချက်လူနေပါအနေထားရောက်ပြီဆိုလို့ရှိရင်ပိုးရဲထည့်ပြီးတော့အားလုံးပြည့်စုံတဲ့ပီဇာဆော့လေးကိုရရှိသွားပါပြီခင်ဗျာအချိန်ကြာလေးထားပြီးရင်ကျွန်တော်တို့ပီဇာထဲမှာထည့်စားနေကြဖြစ်တဲ့ပီဇာဆော့လေးရရှိပါပြီခင်ဗျာဒါကတော့ကျွန်တော်ကိုယ်တိုင်လုပ်ထားတဲ့ပီဇာလေးပါခင်ဗျာနောက်လာမယ့်ပိုင်းတွေမှာလည်းဘာတွေထပ်တင်ပေးအောင်မလဲဆိုတာစောင့်မျှော်ကြည့်ရှုအားပေးရင်ကျွန်တော်ရဲ့ channel လေးကို like and follow subscribe လုပ်ရင်လည်းအားပေးကြပါဦးခင်ဗျာတဒါ